ကဲဒီနေ့မှာတော့ Human Vivo ရဲ့ availability ကိုကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်။ကဲ view လေးကိုစားလိုက်ကြစို့ Vivo ဝင်းကိုလူတယောက်လူလာနဲ့ကျွန်တော်တငယ်ချင်းကိုခေါ်လိုက်ပါလေ။ Yeah okay ဒီကောင်တော့ကျွန်တော်ကျုံးရမယ်။ကဲ Vivo ဖွင့်ပြီ Yeah okay Human Vivo ဟာသွေးနှဲလီကျန်းလီပဲဖြစ်ပါတယ်။အလဲရခဏန်းလေးနဲ့သွေးနှဲလာပြီဆိုရင် V3 နဲ့ပေါင်းနှိမ့်လိုက်မယ်ဆိုရင်ဆောင်းရမ်းကိုကျန်းပါတယ်။ double နဲ့လည်းရမ်းလိုက်ပါတယ်။ကျွန်တော်ကကြတော့အလဲရခဏန်းနဲ့သွေးရမရော့နေလို့ပဲဒီကောင်ကမပြောက်သွားတာပဲဖြစ်ပါတယ်။ကဲဒီတစ်ခါ damage ဘယ်လောက်ထွက်မလဲမသိဘူး Okay V3 နဲ့ပေါင်းနှိမ့်လိုက်မယ် Yeah bro တွေ့တဲ့အတိုင်း1000ကျော်တောင်ထွက်တယ်ပေါ့အားလာမ Vivo ထဲမှာကြားတော့ဗျာ Human ကလုံးဝစတိုင်ကြဆုံးပဲဗျာသိလားလုံးဝ aura family နဲ့ပါစောင်းရမ်းကောင်းတယ်ဗျာ Human ကဲဒီတစ်ခါတော့ကျွန်တော်တွေးလဲနဲထားပါတယ်ခဏန်းလေးများထားပါတယ် Okay စမ်းတယ်โอ้ย13000တော့ထွက်တာကျွတ်စင်ဒီကောင်မပြောက်ဘူးပေါ့နည်းနည်းလေးပဲကြံတော့တာ Human Vivo က PVP မှာအရန်ကောင်းပါတယ်ဒါပေမဲ့ fan မေးမှာတော့လုံးဝမကောင်းပါဘူးဘယ်လိုမျိုးလဲဆိုတော့ PVP ချမဲ့လူတွေဘောင်းဒီဟမ်းမဲ့လူတွေတော်တော်ကောင်းပါတယ် Yeah ဟုတ်တာပေါ့နောက်ပြီးကြရင် Human Vivo ကိုလူသိမ့်မသုံးကြပါဘူး PVP ချတဲ့လူတွေက Good Vivo နဲ့ Cyber Vivo ကိုသုံးတာများပါတယ်ဘာလို့ဆိုတော့ Human Vivo ကတော်တော်ကြီးကိုသုံးရခက်ပါတယ် Yeah ဟုတ်တာပေါ့စတာပါ Human Vivo ကသုံးရမခက်ပါဘူးဒီကောင်ရဲ့အလုံးလုံးပေါ်ကကြတော့သွေးထဲမှာကနန်းများမှာနောက်ပြီးကြရင်စပယ်တွေထိအောင်သုံးနိုင်မှာကျန်းတာပဲဖြစ်ပါတယ် Yeah ဟုတ်ပါတယ်ကျွန်တော်မြင်မှာတော့ဒါကအထာကြဆုံးလို့ထင်ပါတယ် Yeah ဒီကောင်တွေရဲ့အားသာကြ flash tag ကို300ခုံလို့ရပါဒါ PVP မှာဆောင်းရမ်းကိုအသုံးဝင်တဲ့အရာထုပါကျွန်တော် PVP ချမယ်ဆိုရင် Human ကိုသုံးပါတယ်ဘာလို့ဆိုတော့ကျွန်တော်က flash tag ကိုမိခိုနေတဲ့သူတယောက်မို့လို့ပါဘာလို့လဲဆိုတော့ flash tag တစ်ခုတည်းကျွန်တော်အနေနဲ့အားမရလို့ခံစားရတယ်3ခုမှကျွန်တော်ပို့ပြီးတော့မိုက်တယ်လို့ခံစားရတယ်ဗျနောက်ပြီးရင် तू ကသုံးလိုက်ရင်ကိုပျောက်သွားတာရေဆောင်းအားမိုက်တယ်ဗျာကျွန်တော်အနေနဲ့ရမ်းကိုကြိုက်တယ်ပေါ့ Human ကိုကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်းဘိုင်းပါ